ဒီနေ့ဂျာမန်မာလေးနဲ့ခေါင်းလျှော်မလို့မြို့ထဲကိုသွားမလို့ပါမြို့ထဲကိုဘတ်ကားစီးပြီးတော့သွားရင်တော့5 minutes ပဲကြာတယ်လမ်းလျှောက်ပြီးသွားရင်တော့50 minutes တောင်လမ်းလျှောက်ရတာမလို့ဘတ်ကားနဲ့ပဲသွားလိုက်ပါတယ်မြို့ထဲကိုရောက်တော့နေ့လည်စာစားချိန်ရောက်ပြီးမလို့ဘိုက်စာတာနဲ့ထိုင်းဖူလေးမုံပတ်ထောင်းစားခဲ့ပါတယ်ပြီးတော့လမ်းမှာရှိတဲ့ဆိုင်တွေမှာဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်နဲ့လျှောက်ကြည့်ပြီးတော့ခေါင်းသွားလျှော်ပါတယ်ဂျာမန်မာလေးမရှိလို့ဂျာမန်မာကြီးနဲ့ပဲလျှော်ခဲ့ရပါတယ်ပြီးရောအနီးအနားမှာရှိတဲ့ shopping mall မှာဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်နဲ့မျက်မှန်လေးတွေကောက်တက်ကြည့်ဈေးတွေဖတ်ကြည့်နဲ့149ယူရိုတဲ့အရန်လှတယ်အရန်ကြိုက်ပါတယ်ပြန်ချထားခဲ့ပြီးတော့ကော်ဖီနဲ့ခရိုးစွန့်လေးနဲ့ပဲစားလိုက်ပါတယ်ပြီးရောဈေးလျှောက်ဝယ်ပြီးတော့ပြန်လာခဲ့ပါတယ်